ဒီမျိုးဆက်တစ်ကအမိန့်ကိုနာခံပါမယ်ဒီနေ့ကစပြီးဝမ်ပေါင်လုံကငါ့အတွက်ကုန်ပစ္စည်းတွေရောင်းချပေးရမယ်ကျွန်တော်တို့တွေပူးပေါင်းဆောင်ရွက်သူတွေဖြစ်လာကြပြီဆိုတော့ဝမ်ပေါင်လုံရဲ့အစွမ်းစားတွေကိုကျွန်တော်ကိုပြပါဦးကျွန်တော်ကအသက်ရှည်စေမဲ့ထူးခြားတဲ့ရတနာမျိုးကိုလိုချင်တာဘလောက်ပဲအဖိုးတန်အသက်ရှည်ဖို့တက်တန်တိုးပေးနိုင်တဲ့အားလုံးကိုကျွန်တော်ယူမယ်ဒါကစမ်းချင်းအသက်ရှည်တီးတာတာမန်လူတွေစားသုံးမယ်ဆိုရင်ဘာစီကန်းချက်မှမလိုပဲအသက်တက်တန်10နှစ်တိုးလာစေပြီးယောဂဗျာအားလုံးကင်းဝေးစေပါတယ်ဂျင်းနံရဲ့အစုံဖြားပိုင်းပြုပြင်တဲ့အင်ဇိုင်းတွေဟာပြန်လည်နှိုးထားပြီးတက်ကြွလှုပ်ရှားလာတဲ့ဇီဝဗေဒဆိုင်ရာတာမြင့်ချက်နယ်မြေကိုချိုးဖျက်လိုက်နိုင်ပြီးဒါကိုအသက်ရှည်စေဖြစ်ဖော်ဆက်လိုက်မယ်ဆိုရင်ကျွန်တော်တို့တွေတစ်ကမ္ဘာလုံးရဲ့အရှင်လက်လက်ဝါမျိုးတာကိုခံရလိမ့်မယ်။စုံထောက်သူမဟုတ်အရာရှိအမျိုးသမီးကဆေးပြုံကိုကြည်ရင်နင်းမီနဲ့ကစားနေတာကိုသိရလား။ဒါကြောင့်လေကျွန်တော်ကော်မတီထံအနံလိုက်တာပေါ့။နင်းဘာကိုလိုချင်လို့လဲ။လုံးဝလုံခြုံစိတ်ချရတဲ့ခိုလုံရစိတ်ကန်းတစ်ခုချင်းကျိုးတို့ကိုဘယ်သူမှစုံစမ်းလို့မရမေးမြန်းလို့မရထိပါလို့မရတဲ့အဆင့်တီးတန့်ခွဲထုတ်ထားတဲ့နယ်မြေတစ်ခုဖြစ်လာစေဖို့ပေါ့။သဘောတူတယ်။ဒီနေရာဟာကျွန်တော်အတွက်အပြည့်စုံဆုံးနယ်ပယ်ကျော်ကုန်သွယ်ရေးအခြေစိုက်စခန်းဖြစ်လာခဲ့ပြီ။နယ်ပယ်နှစ်ခုကြားကုန်သွယ်မှုပမာဏဟာဘီလီယံ100ကျော်လွန်သွားပါပြီ။လန်ရှင်းပတ်ချမ်းတွင်အဆင့်အထူးပူးပေါင်းဆောင်ရွက်ရေးအကာအကွယ်ကွန်ရက်ကိုတိစောက်ပြီးပါပြီ။နယ်ပယ်နှစ်ခုလုံး၏ကုန်သွယ်မှုစနစ်ကိုအဆင့်မြင့်တင်ပြီးပါပြီ။အမြင့်ဆုံးလုပ်ပိုင်ခွင့်ကိုဖွင့်လှစ်ပေးလိုက်ပါပြီ။အကြီးစားနယ်ပယ်ကျော်ထောက်ပံ့ပို့ဆောင်ရေးဥယျာဉ်အခြေစိုက်စခန်းနှင့်ချိတ်ဆက်ပြီးပါပြီ။တန်ချိန်တောင်းချီတင်ဆောင်ထားသောရထားလိုင်းများနှင့်အကြီးစားစက်မှုလုပ်ငန်းစုများကိုတည်ငါအတွင်းပို့ဆောင်ပေးခြင်းကိုထောက်ပံ့ပေးထားပါသည်။ငါနောက်ဆုံးတော့နယ်ပယ်နှစ်ခုရဲ့ကုန်သွယ်ရေးလမ်းကြောင်းကိုစိုးမိုးနိုင်မဲ့အခြေခံအုတ်မြစ်ကိုအချောတက်နိုင်ခဲ့ပြီးဒါပေမဲ့ချမ်းလန်နယ်ပယ်ရဲ့တကယ်အထက်တန်းကျတဲ့ထိပ်သီးကိုင်းကြီးတွေကတော့ဒီအတိုင်းလက်ပိုက်ကြည့်နေမှာမဟုတ်ဘူး။ဥပမာရွှေတူထန်ကိုင်းလိုမျိုးပေါ့ချင်းရွန်ကိုင်းသားများချင်းရွန်လက်နက်ပစ္စည်းကိုင်းရဲ့ကိုင်းခွဲသခင်ငယ်စူးချင်းရုပ်ကခေါင်းချုပ်ကြီးရဲ့အထူးစေတမန်ကိုဂါရဝပြုပါတယ်ဝိညာဉ်စွမ်းအင်လှုပ်ခတ်မှုမရှိတဲ့လှည့်စားမှုတွေနဲ့အောက်တန်းစားကုန်သည်တွေရဲ့အခွင့်အရေးသမားကစားကွက်တွေပဲဂိုင်းချုပ်ကြီးရဲ့အမိန့်ကိုနာခံစေချင်းရွန်လက်နက်ပစ္စည်းကိုင်းဟာဒီနေ့ကစပြီးရွှေတူထန်ကိုင်းရဲ့လက်အောက်ခံအဖြစ်ပေါင်းစည်းရမယ်ထုတ်လုပ်ရေးလိုင်းအားလုံးပစ္စည်းဖော်ဆက်နည်းတွေနဲ့သက်ဆိုင်ရာလူပုဂ္ဂိုလ်အားလုံးကိုငါတို့ကလွှဲပြောင်းရယူမယ်အဲ့ဒီတာမန်လူသားပွဲစားကိုငါစီအဆမ်းမအပ်ဘူးဆိုရင်ဒီနေ့ချင်းရွန်ကိုင်းတစ်ခုလုံးကိုအမြင့်ပြတ်တုတ်တင်ပြမယ်ရွှေတူထန်ကိုင်းကတကယ်ကိုအာနာပြင်းထန်တာပဲငါရဲ့ကုန်ပစ္စည်းတွေကိုလွှဲပြောင်းရယူခြင်းနဲ့ဟုတ်လားမင်းပတ်စံယူလာခဲ့ရဲ့လားတတိကောင်းလာကြီးလားလူသားငါကိုယ်တိုင်မင်းရဲ့ဝိညာဉ်ကိုရှာဖွေပြီးမင်းအုံနောက်ထဲမှာဘာလို့ဝက်ချက်တွေရှိနေလဲဆိုတာကြည့်ရသေးတာပေါ့မင်းငါဝိညာဉ်ကိုရှာရင်ရုပ်အလောင်းတစ်ခုပဲရလိမ့်မယ်ငါနှလုံးခုန်ရက်သွားတာနဲ့အဲ့ဒီကဘာကိုဆက်သွယ်ထားတဲ့အာကာသတီနေရပြစနစ်ကသူ့အလိုလိုပျက်စီးသွားလိမ့်မယ်ရွှေတူချန်ကလန်အနေနဲ့ဘာတစ်ခုမှရဖို့စိတ်မကူးနဲ့မင်းကငါ့ကိုချင်းချောက်နေတာလားကျွန်တော်ကစီးပွားရေးအကြောင်းပြောနေတာပါကျွန်တော်စီးပွားရေးလုပ်ရင်ဂတိကဝတ်ကိုပဲကြည့်တယ်လက်တီးကိုမကြည့်ဘူးပူးပေါင်းဆောင်ရွက်မှုအနေနဲ့ကျွန်တော်ကအဆင့်မြင့်ဆက်ပစ္စည်းတွေနဲ့အစီအရင်စွမ်းအားမြင့်တန်ဖိုးရှိပစ္စည်းတွေအပါအဝင်ရိတ်ခါဆဲဆပံ့ပိုးပေးမယ်လဲလှယ်တဲ့အခြေအနေကတော့ရွှေတူထန်ကလန်ကထိပ်တန်းဝိညာဉ်ကြောတွေနဲ့လျှို့ဝှက်နယ်မြေတွေကိုဖွင့်လှစ်ပေးရမယ်ကျွန်တော်လူတွေကိုအရင်မြစ်တွေရွေးချယ်ခွင့်ပေးရမယ်နတ်ဖျားတစ်ပါးကပရွက်စိတ်ရဲ့ချင်းချောက်မှုကိုခံရမယ်လေလားခင်ဗျားတို့ကိုတတိပေးပြီးသားပါစီးပွားရေးလုပ်ရင်စီကန်းကိုလိုက်နာရမယ်အစစ်မြင့်တက်ရှိတစ်ခုကစနစ်ပိုင်ရှင်ကိုတိုက်ခိုက်ရန်ကြံစည်နေသည်ကိုစစ်ဆေးတွေ့ရှိရပါသည်ကုန်သွယ်မှုအခြေခံဥပဒေကိုပြင်းထန်စွာချိုးဖောက်သည်ဟုသတ်မှတ်ပြီးကုန်သွယ်မှုလမ်းစဉ်၏အပြစ်ပေးမှုစနစ်ကိုစတင်လိုက်သည်စီမင်းများတံပြန်တက်ရောက်ခြင်းပြင်ပတန်ရလည်းမရှိဘူးအစိတ်မိတာလည်းမဟုတ်ဘူးဒါပေမဲ့ငါရဲ့မူလဝိညာဉ်ကတော့ကျင့်စဉ်စွမ်းအားတဝက်လောက်အဖြတ်ခံလိုက်ရပြီကျွန်တော်ပြောသားပဲစီးပွားရေးလုပ်ရင်စီကန်းကိုလိုက်နာရမယ်ရွှေတူထန်ကလန်အနေနဲ့ထိုင်ပြီးတော့ပူးပေါင်းဆောင်ရွက်မှုအသေးစိတ်ကိုဆွေးနွေးဖို့သဘောတူပါတယ်ချန်လန်ကဘာရဲ့ထိပ်တန်းအရင်းမြစ်တူလောင်ယုံကနောက်ဆုံးတော့လန်ရှင်းကျိုအတွက်ပွင့်လင်းသွားခဲ့ပြီဒါကတတိယမြောက်တာတကပဲသူကမျက်လုံးမိတ်ထားရင်တောင်ဘေးခန်းကဆက်ပစ္စည်းတွေလက်ပတ်နေတာကိုခန်းစားလို့ရတယ်လို့ပြောသေးတယ်။အုံနောက်ကလင်းရဲ့တက်ကြွမှုကလူသားတွေရဲ့အကန့်အသတ်ကိုကျော်လွန်နေပြီးဒါကရိုးရိုးရှင်းရှင်းစွမ်းရည်မြင့်တင်တာမဟုတ်ဘူး။တက်ရှိရဲ့အတိုင်းအစားတစ်ခုလုံးစင်ကဲပြောင်းလဲသွားတာသူတည်တနာပြုံတင်မကဘူး။ဝိညာဉ်အသားကိုရေရှည်စားသုံးတဲ့တထေးတွေကြားထဲမှာလည်းပုံမှန်မဟုတ်တာတွေဖြစ်နေတဲ့အသက်80ရှိတဲ့သူကစပင်မဲတွေပြန်ပေါက်လာတာမျိုးတချို့ကြတော့ဒေါသထွက်တဲ့အချိန်လက်သီးနဲ့ထိုးလိုက်တာတစ်သားစပွဲအထူးကြီးပွင့်ထွက်သွားတာမျိုးတွေရှိတယ်။စွမ်းရည်မြင့်မားတဲ့မတိရသေးတဲ့တက်စင်တွေကလန်ရှင်းကြိုပုံမှာတဖြည်းဖြည်းပြန့်နှံ့နေပြီးလန်ရှင်းဂျိုဤဝိညာဉ်စွမ်းအင်တိတ်တိဆက်ကကန့်သက်ချက်ကိုကျော်လွန်သွားပါပြီချန်လန်ကဘာဤတိတ်ပံနှင့်ဤပညာစက်မှုကုန်စည်များပါဝင်မှုအချိုးအစားကကန့်သက်ချက်ကိုကျော်လွန်သွားပါပြီကဘာအလေးတာမှုအပြောင်းလဲဖြစ်ပြီးကဘာနှစ်ခုဤတရားသေးဥပဒေသားများစတင်ပေါင်းစည်းနေပါပြီစနစ်ကကုန်သွယ်မှုကိုအသုံးပြုပြီးယဉ်ကျေးမှုစကြဝဠာနှစ်ခုကိုအတင်းအကျပ်ပေါင်းစည်းဖြစ်နေတာပဲစနစ်ကကုန်သွယ်ရေးကိုအသုံးချပြီးမတူညီတဲ့ယဉ်ကျေးမှုစကြဝဠာနှစ်ခုကိုအတင်းအကျပ်ပေါင်းစည်းပေးနေတာပဲအပြာရောင်ကျိုးတစ်ခုလုံးဟာရိုးရာရုပ်ပိုင်းဆိုင်ရာဤပညာယဉ်ကျေးမှုကနေစွမ်းအင်ဤပညာယဉ်ကျေးမှုစီကိုအရှိန်ဟုန်နဲ့ကူးပြောင်းနေပြီရွှန်တူချန်ကလန်ကဝိညာဉ်အစစ်မြင့်တက်ကြီးဝါရင်အကြီးအကဲတချို့တရားထိုင်ရာကနေထွက်လာကြပြီးသူတို့ကဝိညာဉ်စွမ်းအားမရှိတဲ့အရာတွေဟာကဘာမြေရဲ့တရားဓမ္မလမ်းစဉ်ကိုညှဉ်းညမ်းစေတယ်လို့ပြောပြီးစာချုပ်ကိုဖျက်သိမ်းကလမ်းကြောင်းကိုပိတ်ပစ်ဖို့တောင်းဆိုနေကြတယ်။သူတို့ကြောက်နေတာကတရားဓမ္မလမ်းစဉ်ညှဉ်းညမ်းမှာကိုမဟုတ်ဘူး။သူတို့လက်ထဲကအထူးခွင့်ရေးတွေစက်မှုစနစ်အောက်မှာကြေမွပျက်စီးသွားမှာကိုကြောက်နေကြတာ။ချင်းယွန်ကလန်ကိုအကြောင်းကြားလိုက်အလုတ်ယုံတွေကိုအလုတ်ရနာခိုင်းပါတပည့်တွေကိုတော့စွမ်းအင်သုံးအာနာပြင်းလက်နက်တွေတက်ဆင်ပေးပြီးကလန်တကားဝမှာအစင်သင်းဆောင်ဆိုင်ဖို့ညွှန်ကြားလိုက်ပါကုန်သွယ်မှုကြောင့်ကဘာနှစ်ခုလုံးနက်နက်ရှိုင်းရှိုင်းဆက်နွယ်သွားတဲ့အခါငါကအဲ့ဒီကဘာနှစ်ခုလုံးရဲ့အထက်မှာရှိမဲ့ကုန်သွယ်ရေးဥပဒေကြမ်းကိုမဖြစ်မနေပြဋ္ဌာန်းရမယ်။စာချုပ်ကိုဖျက်ဆီးမယ်တကိုးစွမ်းအားတွေကိုတင်စီမယ်မိုးကြိုးမိတောက်မယ်ရဲခန်းနဲ့ချပစ်မယ်ဝိညာဉ်ကိုလည်းထာဝရနှိပ်စက်ပစ်မယ်။စာချုပ်ကိုဖျက်ဆီးကျင်တာလား။မင်းတို့စမ်းကြည့်လို့ရပါတယ်။ဒါကမင်းတို့ရဲ့ကဘာမြေတရားဓမ္မလမ်းစဉ်ထက်သားလုံးတဲ့ကဘာကျော်ကုန်သွယ်ရေးစီးမြင်ပဲ။အတင်းအဓမ္မဝယ်ယူရောင်းချသူများဤကုန်သွယ်ခွင့်ကိုပိတ်သိမ်းပြီးဝိညာဉ်ကိုမိရှို့ခြင်းဝိညာဉ်ကိုရှာဖွေခြင်းလမ်းကြောင်းလူယူရန်လုပ်ကြံတက်ဖြတ်ခြင်းပြုလုပ်ပါကကျင့်စဉ်အစဉ်အဓိက၃ဆင့်ကိုရုပ်သိမ်းပြီးစာချုပ်ပါစီကံချက်များကိုချိုးဖောက်ပါကကလန်နယ်မြေအတွင်းရှိကဘာမြေဝိညာဉ်စွမ်းအင်ထောက်ပံ့မှုကိုဖျက်တောက်ပြီးတည်မြဲဖြစ်သည့်အထိပြုလုပ်မည်ငါတို့လက်မှတ်မထိုးရင်ကောဒါဆိုရင်တော့တရားဖြူမှန်မြေတူးဆက်တွေကိုနောက်ထပ်ရဖို့ဘယ်တော့မှစိတ်မကူးနဲ့တော့မင်းတို့အလိုချင်ဆုံးဖြစ်တဲ့တက်ရှည်တီးကိုလည်းအပြာရောင်ကျုံမှာမျောစာဖြစ်ပဲတုံးပစ်လိုက်မယ်လက်မှတ်ထိုးမလားဒါမှမဟုတ်ထွက်သွားမလား
ရွှမ်တူထန်ကလန်မှာအဆင့်မြင့်ဝိညာဉ်ကြောတွေနဲ့အဆင့်မြင့်ဆေးဘက်ဝင်အပင်ချန်တွေရှိပေမဲ့ထုတ်လုပ်မှုကနှေးကွေးတဲ့ဝမ်ပေါင်အဆောက်အုံမှာကဘာတဝန်းလုံးကိုဖြန့်ချိမဲ့အယောင်ကုန်ရက်ရှိတဲ့ချင်းယွန်ကလန်ကတော့စက်မှုကုန်ထုတ်လုပ်ငန်းကိုတာဝန်ယူရမယ်ဒီနေ့ကစပြီးရွှမ်တူကအရင်းမြစ်တွေကိုထုတ်ပေးချင်းယွန်ကကုန်ချောထုတ်လုပ်မှုကိုတာဝန်ယူဝမ်ပေါင်အဆောက်အုံကတော့ပစ္စည်းဖြန့်ချိရေးကိုတာဝန်ယူပြီးအမျက်ကိုလေးစုခွဲမယ်ဒါကဝိညာဉ်စွမ်းအင်စုစည်းမှုအခင်းချင်းနဲ့ခုခံရေးစွမ်းအင်အကာအကွယ်ရဲ့လှုပ်ဆောင်ပုံနေရမှာပဲအကယ်၍နျူကလ িয়ার ပေါင်းစပ်မှုတုံ့ပြန်စနစ်ကိုအသုံးပြုပြီးအခင်းချင်းရဲ့ဗဟိုချက်နေရာမှာအစားထိုးလိုက်မယ်ဆိုရင်လက်တွေ့ကဘာမှာပလက်စမာအကာအကွယ်တိုင်းကိုထုတ်လုပ်ပေးနိုင်လိမ့်မယ်ဒါပေမဲ့အခင်းချင်းရဲ့ဗဟိုချက်ကိုထုစစ်ဖို့အတွက်အဆင့်မြင့်ဝိညာဉ်အယုံမှု spirit bond powder အမြောက်များလိုအပ်တယ်ကော်မတီအနေနဲ့ဤပညာပိုင်းဆိုင်ရာအရှိန်ဟုန်နဲ့ကူးပြောင်းအဆင့်မြင့်တင်မှုကိုအောင်မြင်အောင်လှုပ်ဆောင်ဖို့အတွက်သူ့ရဲ့ကုန်ကျန်းပစ္စည်းတွေလိုအပ်လိမ့်မယ်ငါကစမ်းသစ်ဆုံးနဲ့အဆင့်မြင့်ဆုံးတိကျတဲ့စက်ကရိယာတွေကိုလိုချင်တယ်ဒါမှဆန်းလန်လောကရဲ့စက်မှုကဏ္ဍကိုအဆင့်မြင့်တင်နိုင်မှာကဘာနှစ်ခုကြားဟန်ချက်ညီစေမဲ့ဖွဲ့စည်းပုံပြီးပြည့်စုံတဲ့တန်တရားစနစ်ပဲဒါကတော့အဆင့်မြင့်စွမ်းအင်တုံးတွေကိုအမှုန့်ကျိတ်ပြီးဖိအားလုံမြင်မာတဲ့အရေးဖြစ်ပြောင်းလဲထားတဲ့စွမ်းအင်ရည်တွေပါစွမ်းအင်သိပ်ပြီးစားကတော့တူညီတဲ့ထုထည်ရှိတဲ့လေကြောင်းလောင်စာစီထက်အစပေါင်း1000ပိုများပါတယ်တည်ငြိမ်မှုကတော့စွမ်းအင်ရှော့ချတဲ့ပုံတင်နဲ့အစွမ်းမဲ့တတုမုံတွေကိုထည့်သွင်းပြီးနောက်မှာတော့တည်ငြိမ်သွားပါပြီးတတ်မှတ်ထားတဲ့လျှက်စီးလုံဆောင်မှုရှိမှသာစွမ်းအင်တွေပောက်ကွဲထွက်လာမှာပါကျမတို့တကယ်စွမ်းအင်တုံးစမ်းသက်ကိုယ်တွေကိုဖန်တီးနိုင်ပြီပေါ့အပြင်ဘက်အလွှာရဲ့အကာအကွယ်တိုင်းကပုံမှန်ထိုးဖောက်တိုက်ခိုက်မှုတွေကိုခုခံဖို့လုံလောက်ပါတယ်အဓိကအမြောက်ရဲ့တစ်ချက်ပစ်ခတ်မှုကလေးလံတဲ့တန်ချက်ကားတွေကိုအရေးပြောစေနိုင်ပြီးလှုပ်ရှားနိုင်စွမ်းကလည်းရိုးရိုးစနစ်တွေထက်အစမတန်တာလုံးပါတယ်အစွမ်းကုန်အမြောက်များထုတ်လုပ်လိုက်ပါချန်လန်ကဘာဘက်မှာစကားနားမထောင်တဲ့အဖိုးကြီးတစုရှိတယ်သူတို့ကိုအယိုးအကျော်နည်းနည်းလောက်ရှော့ပေးဖို့လိုနေပြီချန်လန်ကဘာရဲ့ပူပေါင်းတိုက်ခိုက်ရေးအဖွဲ့ကတိတ်တဆိတ်လူစုနေကြပြီပဲသူတို့ကိုတကယ်အံ့အားသင့်စရာတစ်ခုပေးရမယ့်အချိန်ရောက်ပြီချင်းယုံလက်နက်ကိုင်းကလူသားလောကမိစ္ဆာတွေနဲ့ပူပေါင်းပြီးငါတို့ရဲ့တရားတော်အခြေခံကိုဖျက်ဆီးနေတယ်ဒီနေ့ချင်းယုံကိုနင်းချပြီးခြံရှင်းကြိုးကိုတတ်မယ်အောက်ကဘာရဲ့မိစ္ဆာပစ္စည်းတွေကိုဖျက်ဆီးပစ်မယ်နက်ဖျားအဆင့်ငါရောက်တောင်လာလားဝိညာဉ်အဆင့်ကလည်း10ကနန်းလောက်ရှိတယ်ခုခံနိုင်မှာမဟုတ်ဘူးစီနီယာချန်ရှင်သွားပါတော့ရှင်သာရှိနေသေးရင်ချင်းယုံကိုင်းကတနေ့ပြန်လဲဦးမော့လာမှာပါတွားရမယ်ဘာလို့တွားရမှာလဲကျွန်တော်စီးပွားရေးလုပ်တဲ့အခါတခြားလူကကျွန်တော်ဆိုင်ကိုလာဖြတ်တာအမုန်းဆုံးပဲသူတို့ကစီကန်းမရှိဘူးဆိုမှတော့စီကန်းဆိုတာဘလို့ရေးရလဲဆိုတာသူတို့ကိုပြပေးရတာပေါ့ဟန်ဆောင်ပန်ဆောင်လုပ်နေတာပဲအမုန်းဖြစ်အောင်ချေမုန်းပြစ်ကြစမ်းဗတ်စုံကြားဖြတ်တိုက်ခိုက်ရတဲ့ပြစ်မှတ်ကိုတတ်မှတ်လွတ်လပ်စွာပြစ်ခတ်ကြလွန်ခဲ့တဲ့ဆန်းလန်လောကမှာတော့ဘဒုလက်တီကပိုကြီးလဲကြည့်ပြီးသူပြောတာအတီးပဲတတ်မှတ်တယ်ဒီနေ့ကစပြီးစီးမြင့်စည်းကမ်းတွေပြောင်းလဲသွားပြီးဝိညာဉ်ကျော်တူးဖော်မှုဝိညာဉ်မြက်ပင်စိုက်ပျိုးမှုစေးလုံးဖော်ဆက်မှုအားလုံးကိုကုန်ထုတ်လုပ်မှုလိုင်းရဲ့စက်မှုလုပ်ငန်းစံနှုန်းအတိုင်းမဖြစ်မနေပြန်လည်ဖွဲ့စည်းရမယ်ဘယ်ကိုင်းကမှအရင်းမြစ်တွေကိုကိုယ်ပိုင်တူလောင်ခွင့်မရှိဘူးထွက်ရှိလာတာတွေကိုဝမ်ပေါင်လူရဲ့လမ်းကြောင်းကနေတဆင့်ပေါင်းစည်းဝယ်ယူပြီးဖြန့်ဖြူးရောင်းချမယ်ကိုယ့်ရဲ့ဝိညာဉ်ကျော်ကိုတောင်ကိုယ်တိုင်ဆုံးဖြတ်ခွင့်မရှိရင်ကျွန်တော်တို့ကမင်းအတွက်အလုပ်လုပ်ပေးရတဲ့အလုပ်သမားတွေဖြစ်မသွားဘူးလားစီးမြင့်အစ်စ်နဲ့လန်ရှင်းရဲ့စက်မှုစွမ်းဆောင်ရည်အရာမင်းတို့ရရှိမဲ့အမျက်နှစ်ပုံဟာလွန်ခဲ့တဲ့တစ်နှစ်ကဝင်ငွေထက်တစ်ဆက်စပိုများလိမ့်မယ်ငါကလာဆွေးနွေးတာမဟုတ်ဘူးလာအကြောင်းကြားတာလက်မှတ်ထိုးခြင်းတဲ့သူတွေအတူတူချမ်းသာကြရအောင်လောကနှစ်ခုကုန်သွယ်ရေးအသင်းရဲ့ခေါင်းဆောင်ကြီးရဲ့အမိန့်ကိုယိုသေးစွာနာခံပါမည်ဒီနေ့ကစပြီးဆန်းလန်လောကရဲ့စီးပွားရေးကိုငါရဲ့စီးမြင့်တိုင်းလှုပ်ဆောင်ရမယ်ဥရောပရဲ့အဓိကဗန္ဒာရေးအဖွဲ့ကြီး၃ခုကရှယ်ယာ30%လွှဲပြောင်းပေးဖို့ဆန္ဒရှိပါတယ်ဆဲပြုပြင်ထိန်းသိမ်းရေးအကြီးရဲ့12စာကိုယ်စားလှယ်ခွင့်ရေးကိုပဲတောင်းဆိုတာပါပင်လယ်ရချားမိသားစုတွေကရေနံတွင်းနှစ်တွင်းနဲ့စွမ်းရည်ဆိုင်ရာခွင့်ရေးတွေကိုတုံးပြီးအသက်ရှည်ဆေးဘက်ဆိုင်ရာအခန်းရဲ့အတွင်းပိုင်းနေရာ9နေရာနဲ့လဲလှယ်လူကြပါတယ်အားလုံးကိုညှင်းပယ်လိုက်ပါဒီလိုမျိုးအဓိကနည်းပညာကိုကျွန်တော်တို့နဲ့အထူးရေးရာကော်မတီကဥဆောင်တဲ့ပင်မစနစ်အတွင်းမှာပဲထိန်းချုပ်ထားနိုင်ရမယ်အသက်အန္တရာယ်မရှိတဲ့အရက်ဖက်သုံးနည်းပညာချို့ကိုတော့ဖွင့်ပေးလို့ရပါတယ်ချင်းကျိုးအုပ်စုကအခုလက်ဝယ်ထားရှိတာဟာငွေကြေးမဟုတ်ဘူးကျန်းမာရေးနဲ့စင်ကဲပြောင်းလဲမှုရဲ့တောချက်ဖြစ်တယ်ချင်းကျိုးကိုဘယ်သူမှမပြစ်မှားချင်ကြဘူးလို့ကျွန်တော်ယုံကြည်တယ်မနက်ဖြန်ကစပြီးလန်ရှင်းဘက်ကချင်းကျိုးရဲ့လုပ်ငန်းအားလုံးကိုမင်းအပြည့်အဝလွှဲပြောင်းရယူရမယ်မင်းကချင်းကျိုးရဲ့တကယ်ဒုတိယဥက္ကဋ္ဌဖြစ်လာပါပြီရှင်ဘာကိုဆိုလိုတာလဲငါစနစ်ရဲ့အခြေခံအောက်ခြေကအမိုက်တွေကိုတွားရှင်းရမယ်ချန်ရှင်းကျိုးကျေးဇူးတင်ပါတယ်လွန်ခဲ့တဲ့အတွေ့အကြုံတွေကတကယ်ကိုလှပခဲ့ပါတယ်ခြေရွယ်ဒုတိယဥက္ကဋ္ဌနောက်ထပ်တော့ဒီရာအားလုံးကိုယူဆောင်လာပြီးတဲ့ရှေးဟောင်းစနစ်ကိုငါတိုက်ရိုက်ရင်ဆိုင်ရတော့မယ်စနစ်အောက်ခြေအဆင့်လုတ်ပိုင်ခွင့်မျက်နှာပြင်ကိုဖော်ပြပေးပါစနစ်3ပေးချက်လုတ်ပိုင်ခွင့်မလုံလောက်ပါအင်ရှင်သည်အဆင့်မြင့်ကိုယ်စားလှယ်တာဖြစ်ပြီးမူရင်းကုတ်ကိုကြည့်ရှုခွင့်မရှိပါလောကနှစ်ခုကုန်သွယ်ရေးစနစ်ဆိုတာပရဟိတလုပ်နေတာမဟုတ်ဘူးသူကအင်ရှင်ကိုစီးမြင့်ကာကွယ်မှုပေးထားပေမဲ့အလုံးအရင်းနဲ့ကူးပြောင်းမှုတိုင်းမှာလောကနှစ်ခုလုံးရဲ့မူရင်းစီးမြင့်တွေကိုစုပ်ယူနေတာသူကဒီမူရင်းစီးမြင့်တွေကိုတုံးပြီးမတိရသေးတဲ့စကြဝဠာအကြောင်းတွေကိုပြုပြင်နေတာအကယ်၍ဒီတိုင်းဆက်သွားနေရင်လန်ရှင်းတဲ့ဆက်လန်လောကနှစ်ခုလုံးရဲ့မူရင်းအင်အားတွေခန်းချောက်သွားလိမ့်မယ်ဒါကဥပဒေကြမ်းပဲလန်ရှင်းရဲ့စူပါကွန်ပျူတာနဲ့ဆက်လန်လောကရဲ့ကောင်းကင်ပုံစီးမြင့်တွေကိုတုံးပြီးငါပြောင်းပြန်တွက်ချက်ထားတဲ့စနစ်ရဲ့နောက်ွယ်တကားပေါက်လည်းဖြစ်တယ်ဥပဒေကြမ်းလွှမ်းမိုးမှုမုတ်ကိုစတင်ပါတရားမဝင်ကျူးကျော်ဝင်ရောက်မှုကိုတွေ့ရှိရသည့်အင်ရှင်အားဖယ်ရှားရှင်းလင်းရေးအစီအစဉ်ကိုစတင်နေပြီကြီးနန်ရှင်းနံပါတ်3ညစစ်ဗျူဟာကိုစတင်လိုက်အောက်ခြေရုပ်တိကိုပြန်လည်ရေးသားခြင်းအောင်မြင်သည့်ဖယ်ရှားရှင်းလင်းရေးအစီအစဉ်ရပ်တန့်သွားပြီးအင်ရှင်ချန်ရှင်းကျိုးသည့်လောကနှစ်ခုကုန်သွယ်မှုစနစ်၏အမြင့်ဆုံးထိန်းချုပ်ခွင့်ကိုရရှိသွားပြီငါလောင်းကျင်းနိုင်သွားပြီအခုဆိုရင်ကောင်းကင်ပြချိုကလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်တယ်လို့ဆန်းလန်လောကရဲ့ကုန်သည်တစ်ယောက်လည်းဖြစ်လာပြီတည်စေနိုင်တဲ့ယောဂတွေဟာစိန်ခေါ်မှုမဟုတ်တော့ပါဘူးတက်ဆောင်ဆေးရည်တွေကိုရေနဲ့ရောပြီးပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေထည့်သွင်းလိုက်ရင်လူသားတွေရဲ့ပြည့်မြတ်တက်တန်းဟာအသက်120ကျော်အထိတိုးလာမှာပါဝိညာဉ်ကြောက်တုံးများနဲ့ခင်မီနည်းပညာများကိုပေါင်းစပ်ပြီးကောင်းကင်ပြချိုကိုကျေစုတန်းရှောက်လန်းနိုင်တဲ့ယဉ်ကျေးမှုစီတို့ပို့ဆောင်ပေးရမယ်ချင်းရွာအလုပ်ရုံဟာအကြီးမားဆုံးစက်မှုဆောင်ဖြစ်လာခဲ့တဲ့ခင်မီစက်မှုလုပ်ငန်းတွေဟာရှေးဟောင်းဆေးဖော်စက်နည်းတွေကိုအစားထိုးလိုက်ပြီ
ကျင့်ကြံသူတွေဟာဝိညာဉ်စေးပင်တွေစိုက်ပျိုးဖို့အတွက်နဲ့အသက်နဲ့ရင်းပြီးမကြိုးစားရတော့ဘူးလျှို့ဝှက်ကုန်သွယ်မှုလမ်းကြောင်းရဲ့ဆက်သွယ်မှုအောက်မှာယဉ်ကျေးမှုနှစ်ခုဟာမျှခြေတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြတယ်။ခြံကုန်တယ်ကြီးတစ်ကမ္ဘာလုံးကရှင့်ကိုလိုက်ရှာနေကြတာ။ဆန်းလန်လောကမှာမင်းရှိတယ်အထူးသဖြင့်အထူးကိစ္စရပ်များကော်မတီမှာကြီးနန်းရှင်းရှိတယ်ဆန်းလန်လောကမှာလည်းစူးချင်းလီနဲ့ဖေဝမ်ရှမ်းတို့တဦးကိုတဦးထိန်းချောင်းပေးနေကြတာပဲငါကဘာလို့ဝင်ပါရမှာလဲ။လွန်ခဲ့တဲ့9နှစ်တုန်းကတော့ငါတို့တွေစုပ်ပြတ်တက်နေတဲ့ကော်ဖီဆိုင်လေးထဲမှာအလှကုန်ပစ္စည်းတွေကိုတထေးမတွေစီဘယ်လိုရောင်းရမလဲဆိုတာတွက်ချက်နေခဲ့ကြတာ။ငွေ3,900,000နဲ့လမ်းဆုံးနေခဲ့ရကနေအခုတော့ကဘာနှစ်ခုလုံးကိုစီးပွားရေးအရာချုပ်ကင်နိုင်ခဲ့ပြီးခွက်ချင်းတက်ရအောင်။ဒါဟာကြားခံပွဲစားတစ်ယောက်ရဲ့ပြည့်စုံတဲ့စက်သိမ်းပိုင်းပဲ။တတိပေးချက်စနစ်အမှာခံမှမတိရသေးသောချိန်လုံးရှိသည့်အာကာသပြင်ပမှအကူအညီတောင်းခံသည့်အချက်ပြမှုကိုဖမ်းယူရရှိထားသည်အချက်ပြမှုမြစ်ဖျားခံရသည့်တတိယကဘာဤကိုအော်ဒီနေဝင်ယူဖြစ်ကြောင်းဆုံးဖြတ်ရရှိသည်အချက်ပြမှုကိုခွဲခြမ်းစိတ်ဖြာလိုက်ဒီနေရာကတော့ယူကျန်းဟုအမည်ဝက်ပေးထားသောကဘာပြက်ကတ်နောက်ပိုင်းဆက်ရုပ်ယဉ်ကျေးမှုလူဖွဲ့စည်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဝိညာဉ်စွမ်းအင်မြစ်ဖျားခံရတွေခန်းချောက်ကုန်ပါပြီကာကွယ်ရေးစီလဲကျိုးပြတ်သွားပါပြီလောကအလွန်အကူအညီပေးဖို့တောင်းဆိုပါတယ်ကျွန်တော်တို့စွမ်းအင်မြင့်မားတဲ့လောင်စာစီတွေလိုအပ်နေပါတယ်ဒါကပျက်စီးလူနီးပါးဖြစ်နေတဲ့နည်းပညာယဉ်ကျေးမှုတစ်ခုပဲသူတို့မှာထိပ်တန်းဆက်ရုပ်နည်းပညာတွေရှိပေမဲ့စွမ်းအင်ပြက်လက်မှုကြောင့်မျိုးတုံးပြောက်ကွယ်တော့မဲ့အနေနဲ့ရင်ဆိုင်နေရတယ်ငါလက်ထဲမှာတော့ကောင်းကင်ပြာကျိုရဲ့ဝိညာဉ်စွမ်းအင်နည်းပညာရှိတယ်လို့စမ်းလန်လောကရဲ့မကုန်ခန်းနိုင်တဲ့အရေးပြောဝိညာဉ်စွမ်းအင်တွေလည်းရှိတယ်အရင်မြင့်တဲ့လိုအပ်ချက်ကကွက်တီပဲဒါဟာကြားခံစီးပွားရေးသမားတစ်ယောက်ရဲ့တွေးသားတဲ့အထိဆွေးမြဲနေတဲ့အကြီးမားဆုံးဆွဲဆောင်မှုပဲပြဿနာတက်လို့လားပြဿနာမဟုတ်ပါဘူးစီးပွားရေးအခွင့်အလမ်းရောက်လာတာပါကောင်းကင်ပြာကျိုနဲ့စမ်းလန်လောကရဲ့အခန်းကဏ္ဍကတော့ပြီးဆုံးသွားပါပြီဒါပေမဲ့ခြံရှင်းကျိုးရဲ့ကျေရာယာပင်လယ်ခီးစဉ်ကတော့အခုမှစတင်တာပါ